စိတ်ကလို့အရင်ပင်မဲနေတချင်းတခါမဟုတ်တဲ့အမားတွေကိုလည်းခွင့်လွှတ်ပေးခဲ့တယ်တချင်းတခါမကပါဘူးဘသူကလည်းကိုချစ်တဲ့လူတယောက်ရဲ့ image ကိုထိပြီးတော့မှဒီလိုမျိုးတွေဖြစ်ချင်ပါလဲနော်ဒီလားအနာမအကောင်းဆုံးနေပြီလေညီကောင်မတားနေရနဲ့တဘောမတူပါဘူးလို့ပြောနေရနဲ့မနဲ့ဒီလူရဲ့လက်ကိုစုပ်ခဲ့ပြီးတော့မှဘာပဲဖြစ်ခဲရှိလာလဲတူရင်ဆိုင်ပေးမယ်ဆိုရင်ရှေ့ကနေပြီးတော့မှနေခဲ့ပေးရအခုကမားနေရဆိုရင်တောင်းပန်ရမှာမဟုတ်ဘူးလားမတောင်းပန်တဲ့အပြင်ကျူးလွန်သူကလက်နာသူလိုဟန်ဆောင်ပြီးတော့အပြစ်တွေပို့ပြီးတော့ဖို့နေရဘလောက်ခံစားရတယ်လို့ထင်လဲကိုချင်းဆိုင်လို့ပြောတဲ့သူတွေကလေကိုရဲ့အဲ့ရတခုခံစားဖို့မသိတာကိုရဲ့အဲ့ရတခုကိုရဲ့လက်တွေ့ကြုံတော့မှအဲ့ရတခုခံစားဖို့မသိတာမတဲ့အခုဆိုဒါမတဲ့တို့ရဲ့ relationship ရဲ့ပုံလေးတွေမတဲ့ချပြသေးရမတဲ့မချပြသေးတဲ့အရာတွေအများကြီးရှိတယ်အများကြီးမှအများကြီးပဲအောင်မြင်စေခြင်းနဲ့တိုးတက်စေခြင်းနဲ့ဒါကြောင့်မို့လဲအများကြီးတက်နိုင်တာထက်ပို့ပြီးတော့မှအနားမှာအများကြီး support ပေးခဲ့ရကွာဒီလားကိုဘေးနားမှာရှိရလူတွေဆိုသိပါတယ်တငယ်ချင်းတွေတားနေတယ်မိသားစုတွေတားနေတယ်အပေါင်းနဲ့ပြောတယ်နင်သူ့နဲ့ဆင်ပြေနိုင်ဘူးနင်စိတ်ထားနဲ့သူနဲ့ဆင်မပြေနိုင်ဘူးလို့ပြောနေတယ်တန်းနဲ့နင်လိုလူမျိုးနဲ့သူနဲ့မတည့်ဘူးလို့ပြောနေတယ်နဲ့ငါမစပ်ပြီးတော့မဒီလဲငါရှုံးနေတိုင်းနဲ့ကျူနေရောယူလို့ပဲအခုလည်းဒီအိမ်ထဲမှာတယောက်တည်းဒါလေရှင်ဖွင့်ရမယ်လူတကယ်ချင်းအပေါင်းတင်းနေတားနေတဲ့တန်းနဲ့ဆက်လျှောက်ခဲ့တဲ့အတွက်ကြောင့်မို့လို့အခုချိန်မှာဘသူ့အောင်မှရှင်သွားဖွင့်လို့မရလို့ကိုယ့်ရဲ့နဲ့မခံစားနေတဲ့ဟာတွေကိုလေထုတ်ပြချင်တယ်ငါဘယ်လောက်ခံစားနေရလဲဆိုတော့နေကိုသိစေချင်တာဒီလားအချိန်အခါခွန်လွန်ပေးရနားလဲအောင်လဲပြောပါလေဘာရမြင်မလုံလောက်တာလဲဘာရမြင်မလုံလောက်တာလဲဘာမြင်မသွားခဲ့ရလဲငါပဲနေရာမှာလိုအပ်ချက်တွေရှိသွားခဲ့ရလဲဆိုပြီးတော့ကိုအောင်ငယ်စိတ်တဲ့ငယ်စိတ်နဲ့ကိုလေငါဘာမှမဝလဲငါဘာလိုအပ်ချက်ရှိသွားလဲဆိုပြီးတော့ကိုအပြစ်တင်နေရတကယ်တော့ငါမားမဟုတ်ဘူးငါရွေးချယ်တဲ့လူကမားတော့ငါယုံကြည်မိတဲ့လူမားတော့ငါပေးဆက်လိုက်တဲ့လူမားတော့ဒီကောင်ငါမားတယ်မဟုတ်ဘူးငါပေးဆက်လိုက်တဲ့လူကမားတော့ငါ
ငါဘယ်လောက်ခဲ့စားလဲဆိုငါကိုယ်လည်းပဲသိဆိုတဲ့နေမှာနေဒီအိမ်ထဲမှာတူနေပြီဒီအိမ်ထဲမှာငါမိသားစုတိုင်းဝိုင်းနဲ့အကောင်လုံးငါစွန့်ပြီးမှငါ့ကိုသဘောမတူတဲ့ကြားရဲငါသဘောမတူတဲ့ကြားရဲဒီလိုမျိုးငါရှစ်ဆက်ပြီးတော့မှတိုးခဲ့တာငါမိုက်မဲခဲ့တာမိသားစုညီကိုမောင်နှမတွေတားနေတဲ့ကြားတွေကအခုလိုမျိုးရှေ့ဆက်တိုးခဲ့ဆိုအရင်ချစ်လို့မိသားစုတွေနဲ့တောင်လဲပြီးတော့မှငါအခုလိုမျိုးနေနေဆိုအရင်ချစ်ခဲ့လို့ဒါပေမဲ့အခုလေငါပေးဆက်ခဲ့တာတွေကမတန်ဘူးဆိုတာငါသိပါတယ်နေလည်းငါပြန်မလို့ချင်ဘူးနေလည်းပြန်မလို့ချင်ဒါပေမဲ့ငါနစ်နာခဲ့တဲ့ဟာတွေငါခံစားခဲ့တဲ့ဟာတွေကိုတော့ငါသိစေချင်တာသိလားချိန်နေရောလူတွေရောငွေရောစိတ်ကောအရာအားလုံးငါစီမှာဘာမှဖက်စင်စရာမရှိအောင်ငါပြောလို့တော့မထွက်ဘူးငါလည်းနေပြောက်ပြီးနေအတွက်နဲ့ငါအများကြီးဆွလုပ်ခဲ့တာနေအတွက်နဲ့အဲ့တော့နင်ကနစ်နာသူလို့ငါ့ကိုထပ်ပြီးတော့စားရဲပို့ပြီးတော့မှထပ်ပြီးတော့မှငါ့ကိုရိုင်းဆိုင်တဲ့စကလုံးလေးနဲ့ထပ်တုံးနေတာနင်ဒီထက်ထပ်ပြီးတော့မှလွန်လာမယ်ဆိုလို့ရှိရင်နင်ရှင်းစရာရှိအကောင်လာရှင်းထပ်ပြီးတော့မှလွန်လာမယ်ဆိုလို့ရှိရင်ငါဘက်ကလည်းဒီတိုင်းထိုင်နေတော့မှမဟုတ်ဘူးငါနဲ့နာမနေနေတာတယောက်တည်းဆိုပေမဲ့ငါမှလည်းအတိုင်းဝိုင်းဆိုတာရှိရဲ့တိလားငါတို့ဘယ်သူမှငြင်းခံမနေတော့ဘူးငါနစ်နာခဲ့တာငါဖြစ်ခဲ့တာငါခံစားခဲ့ရတာငါပေးဆက်ခဲ့ရတာအကုန်လုံးငါအတိုင်းဝိုင်းငါပတ်ဝန်းကျင်ငါမိသားစုအကုန်လုံးသိတယ်ဆန်သွားတာကဒီ main ကလေးတွေပဲရမယ်လို့ကျွန်တော်ဒီဗီဒီယိုလေးကြည့်ပြီးတော့ပြောချင်ပါတယ်ဆုံးဖြတ်ကြည့်ပြီးတဲ့တယောက်ချင်းတိုင်းကိုသူကျေးဇူးတင်ပါတယ်